မင်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်ချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်အခုတစ်ခေါက်မှာတော့ကမ်ဘလူမှာပေါ်တာဆွဲဖန်စီကန်ထားတဲ့လူငယ်ဆယ်ဦးကပြူစောတီရင်မာကိုတိုက်ခိုက်တပ်ဖြတ်ပြီးထွက်ပြေးလို့များစကိုင်းတိုင်းကမ်ဘလူမြို့နယ်မှာဂျပန်စစ်တပ်ကပေါ်တာဆွဲဖန်စီလာတဲ့လူငယ်ဆယ်ဦးကိုအမတ်6တုံညာတင်ကားတိုင်ကိုကားနဲ့ပို့ဆောင်စဉ်အဆိုပါလူငယ်ဆယ်ဦးကပြူစောတီရင်မာကိုဝိုင်းဝန်းတိုက်ခိုက်တပ်ဖြတ်ပြီးထွက်ပြေးလို့များခဲ့ကြောင်းကမ်ဘလူခရိုင်အမတ်3 PDF တရင်ထောက်လိုင်းသတင်းတောင်ကန်ကပြောပါတယ်အော်တိုဘာလ15ရက်နေ့မှာကမ်ဘလူမြို့နယ်စပယ်နန်တာရွာပြူစောတိစစ်စေးဂိတ်ကဂျပန်စစ်သားတွေကခီးသွွားလူငယ်ဆယ်ဦးကိုပေါ်တာဆွဲဖန်စီခဲ့ကြောင်းထို့သောပေါ်တာဆွဲဖန်စီခံရတဲ့လူငယ်တွေကိုရင်းနှီးညနေပိုင်းမှာဂျပန်စစ်သားတွေကအမတ်6တုံညာတင်ကားတိုင်ကိုကားနဲ့ပို့ဆောင်စဉ်ပြူစောတိရင်မကိုပေါ်တာဆွဲခံလူငယ်တွေကလန်ခီတနေရာရောက်ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီးလဲပြီးညှစ်လိုက်ကြောင်းထို့ကြောင့်ပြူစောတိရင်မဘွဲချမိသေးဆုံးပြီးလူငယ်ဆယ်ဦးလွတ်မြောက်လာကြောင်းသိရတယ်ထို့နောက်လွတ်မြောက်လာတဲ့လူငယ်ဆယ်ဦးကထွက်ပြေးလာစဉ်ကပ်လူခဲအမှတ်3 PDF တိုင်မှာရဲဘော်တွေနဲ့တွေ့ဆုံခဲ့ပြီးကဲတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းထိုလူငယ်တွေကတန်းဆယ်မြို့နယ်ခဲဦးမြို့နယ်ကောင်းလင်းမြို့နယ်ကတာမြို့နယ်နဲ့မြင်းမှုမြို့နယ်မှာလူငယ်တွေဖြစ်ပြီး၎င်းတို့အားလုံးကိုကပ်လူခဲအမှတ်3 PDF တိုင်မှာတာဝန်ရှိသူတွေကစစ်ဆေးပြီးနောက်မိသားစုထံကိုပြန်လည်အနှံပေးခဲ့ကြောင်းသိရတယ်အော်တိုဘာလ15ရက်နေ့ကစပယ်နန်းသာရပြူစောရေးစိတ်ကိန်းမှာပေါ်တာဆွဲခံရတဲ့လူငယ်ဆယ်ဦးကရင်မောင်းကိုတပ်ပြီးထွက်ပြေးလွတ်မြောက်လာကျွန်တော်စီကိုဆယ်ဦးလုံးထွက်ပြေးလွတ်မြောက်ခဲ့တယ်အဆိုပါကမ်ဘလူမြို့နယ်စပယ်နန်းသာရပြူစောတိစစ်စေးဂိတ်ကပြည်သူ80ခန်းကိုလည်းပေါ်တာဆွဲဖန်ဆီးခဲ့ပြီးမြို့သမီးနှုတ်ကိုမရိတ်ကျက်တပ်ဖြတ်ထားကြောင်းပြည်သူတွေရင်းဂိတ်စခန်းကိုရှောင်ရှားသွားလာကြတဲ့ကျွန်းလာကမ်ဘလူတက်ကြလုံရှားသူများဖွဲ့ကအသိပေးပြောဆိုပါတယ်ဆက်လက်ပြီးတော့ဗမောင်းမြို့နယ်မှာစစ်ပေးရှောင်ကျမ်းမာရေးမကောင်းမွန်တဲ့မတန်ဆွမ်းမြို့သမီးငယ်တွေကိုစစ်တပ်လက်အောက်ခံရှမ်းနီ SND တပ်သားမရိတ်ပြုခြင်းစကိုင်းတိုင်းဗမောင်းမြို့နယ်မှာရှမ်းနီအမျိုးသားတမတော် SND တပ်သားတောက်ကစစ်ပေးရှောင်ကျမ်းမာရေးမကောင်းမှုနဲ့မတန်ဆွမ်းမျိုးသမီးငယ်တောက်ကိုအတင်းအဓမ္မကောဆောင်မရင်းပြုခြင်းခဲ့ကြောင်းကျွလွန်ခဲရတဲ့မိသားစုဝင်တွေကပြောတယ်။အော်တိုဘာလ30ရက်နေ့ည9:00နာရီချိန်မှာဗမောင်းမြို့နယ်အလဲရွာသီလရှင်ကျောင်းတစ်ခုမှာမိခင်ဖြစ်သူနဲ့တူနေထိုင်တဲ့ကရူးမျိုးနယ်စုအမျိုးသမီးငယ်တောက်ကိုစစ်တပ်လက်အောက်ခံ SND တပ်သားနောက်ကဖမ်းဆီးကောဆောင်သွားပြီး SND တပ်သားတောက်ကမျိုးသမီးငယ်ကိုအဓမ္မပြုခြင်းခဲ့ကြောင်းမရင်းပြုခြင်းခံရမျိုးသမီးငယ်မိသားစုမှာအများသူငါများကဲ့သို့စစ်ပေးရှောင်ပြေးနိုင်ခြင်းမရှိပဲကျမ်းမာရေးမကောင်းမသီလရှင်ကျောင်းမှာတွားရောက်ခိုလုံနေခြင်းဖြစ်ကြောင်းသိရပါတယ်။ပြုခြင်းခံရမျိုးသမီးငယ်ပြပြကျဲ SND တပ်သားကသီလရှင်ကျောင်းနေရှိနေအိမ်တလုံးသို့ခေါ်ဆောင်ပြီးမျက်လုံးကိုဝက်နဲ့စီကလက်ကိုကျိုးနဲ့တုပ်ပြီးအတင်းအဓမ္မပြုခြင်းခဲ့ကြောင်းသိရတယ်။ SND ရဲဘော်ကအမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်အဓမ္မပြုခြင်းပြီးတဲ့နောက်ည9:30မိနစ်30အချိန်မှာသီလရှင်ကျောင်းကိုပြန်လည်ပို့ဆောင်ခဲ့ကြောင်းအဓမ္မပြုခြင်းသူကရှမ်းနီမျိုးသားတမတော်ရဲ့တပ်သားတောက်ဖြစ်ကအသက်30ရွယ်ရှိကြောင်းသိရတယ်။ဗမောင်းမြို့နယ်ဒေသတခုလိုဒေသသတင်းမြစ်ကတော့ SND တပ်သားမရိတ်ပြုခြင်းခံအမျိုးသမီးမှာ SND ရဲဘော်ကမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်အဓမ္မပြုခြင်းပြီးနောက်9:30မိနစ်30အချိန်မှာသီလရှင်ကျောင်းကိုပြန်လည်ပို့ဆောင်ခဲ့ကြောင်းအဓမ္မပြုခြင်းသူကရှမ်းနီမျိုးသားတမတော်တပ်သားတောက်ဖြစ်ကအသက်30ရွယ်ရှိကြောင်းသိရတယ်။ဗမောင်းမြို့နယ်ရှမ်းနီမျိုးသားတမတော်ရဲ့တပ်မဟာ614ခြေဆိုင်ဒေသဖြစ်ပြီးအင်းတော်မြို့သိမ်းတိုက်ပွဲကာလဂျပန်လိုင်းကိုတွင်စစ်တပ်ကကန်စစ်ယူထားတဲ့အချိန်ကလည်းဒေသခံတွေကိုဖမ်းဆီးထားမျိုးသမီးတွေကိုဓမ္မပြုခြင်းခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးဂျပန်စစ်တပ်နဲ့ DNL အပြစ်ရလိုက်မှုအားပြန်ဆူရဲရှနာခြင်းဖြစ်ပြီးတော်လိုင်းမှာအမြင့်ပြန်တက်ရတဲ့လူကျင်နာလက်ရခုဆိုရန်ဗိုလ်ချုပ်တာပုံကျော်ကရှင်းလင်းပြောဆိုဂျပန်စစ်တပ်နဲ့ DNL အပြစ်ရလိုက်မှုအားပြန်ဆူရန်နာခြင်းဖြစ်ပြီးတော့တော်လိုင်းမှာအမြင့်ပြန်တက်ရတဲ့လူကျင်နာလက်ရခုဆိုနိုင်ပြီဖြစ်ကြောင်း DNL မှာဗိုလ်ချုပ်တာပုံကျော်က၎င်း၏လူမှုကွန်ရက်မှာတဆင့်သဘောထားထုတ်ပြန်ခဲ့တယ်။အပြစ်ရနဲ့ပတ်သက်ပြီးပောက်ကွဲမှုတွေပြင်းထန်နေသည်ကိုနားလည်ကြောင်းယခုကာလကစီးပွားရေးနွန်နဲ့ဆွေမျိုးအစီရတဲ့ကာလမျိုးမဟုတ်ကြောင်းလင်းဘုံကျဲမှုတန်ကိုခံနေရတဲ့ကာလဖြစ်ပြီးနားကျင်တန်သဖြင့်နားကျင်ဖြစ်ကြောင်းဖိအားတွေများပြီးနားကျင်ဖြစ်ပြီးအားပြန်ဆွဲနားကျင်ဖြစ်ကြောင်းစစ်တပ်ငြိမ်းချမ်းတဲ့ရွေးကောက်ပွဲကိုအတိတ်ပဲဖွင့်စရာမလိုကြောင်းတော်လိုင်းမှာအမြင့်ပြန်တန်းတဲ့လူကျင်နာလက်ရကူးဆွဲဖြစ်ကြောင်း၎င်းရေးသားတယ်။အော်တိုဘာ29ရက်နေ့ကစတင်ပြီးတရုတ်နိုင်ငံကျောင်းဝင်စစ်ဆေးမှုနဲ့ DNL ကတင်ပိုက်ထားတဲ့မိုးကုန်းနဲ့မိုးမိတ်မြို့မှာစောက်ခွာရဲ့သဘောတူညီလိုက်ပြီးစစ်တပ်နဲ့အပြစ်ခတ်ရဲစိတ်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပါတယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် PSLF DNL မှာဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြားဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့ကတရုတ်နိုင်ငံထူးကိုယ်စားလှယ်မစ္စတာတိန်ရှိကျွဲအကြောင်းဝင်ညှိနှိုင်းမှုနဲ့9ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကူမင်းမြို့မှာ2025ခုနှစ်အောက်တိုဘာ29ရက်နေ့နဲ့28ရက်နေ့တို့မှာပြုလုပ်ခဲ့ပြီးအပြည့်အခဲ့ခြင်းဖြစ်ပါတယ်။တရုတ်နိုင်ငံထိုးကိုယ်စားလှယ်ကြီးအကြောင်းဝင်ဆက်ဆက်ညှိနှိုင်းမှုကြောင့်နှစ်ဖက်ပြန်လည်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နိုင်ခဲ့ပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုန်းနဲ့မိုးမိတ်မြို့နယ်မှာ DNL တပ်တွေပြန်လည်ဆုတ်ခွာမိဖြစ်ကြောင်းသိရတယ်။ DNL ရဲ့တိုင်းဒေသကိုလည်းမြန်မာစစ်တပ်ကလင်းနဲ့ပုံကျဲခြင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခြင်းတွေမပြုဘဲ2025ခုနှစ်အောက်တိုဘာ29ရက်နေ့အချိန်ကစတင်ပြီးနှစ်ဖက်ရောက်ရှိနေရာမှာတပ်တွေရဲ့တန်ကအပြန်အလှန်ပစ်ခတ်ရဲစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။ထို့ပြင် DNL ကမိုးကုန်းနဲ့မိုးမိတ်မြို့တွေကိုပါထပ်မံဆွလမီဖြစ်တာကြောင့်မိုင်းလုံးမိုင်းငေါ်နမ်ဆန်နဲ့မန်တုံကိုခိုင်နမ်ကန်နဲ့နမ်တူမြို့တွေကိုသာ DNL လက်ထဲမှာကျန်ရှိရမည်ဖြစ်ပါတယ်။
ဆက်လက်ပြီးတော့အေးထိန်ချုပ်ထားတဲ့ဒေသကပြည်သူတွေလေကြောင်းအနေနဲ့တတိထားရန်လိုအပ်နေအာရခတ်တော်ရေးလုံးစုံထိန်ချုပ်ထားတဲ့15မြို့နယ်ကိုစစ်ကောင်စီကအုပ်ချုပ်ရေးတက်ပြီးကြေညာပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာလို့ဒေသခံပြည်သူလူထုနဲ့ပုံမတတိထားကြဖို့လိုအပ်လာလို့အေးနဲ့စစ်ပေးရှောင်ရေးကူညီပေးနေသူတွေကနေတတိပေးလာတယ်စစ်ကောင်စီကလက်ကောင်းတို့ထိန်ချုပ်နိုင်ခြင်းမရှိတဲ့တိုင်းနယ်ပြည်နယ်ကိုကမြို့နယ်63ခုကိုအော်တိုဘာ31ရက်မှာအရေးပေါ်အခြေအနေထပ်မံကြေညာခဲ့ပြီးအေးလုံးစုံထိန်ချုပ်ထားပြီးအုပ်ချုပ်နေတဲ့မောင်တော်ဘူးတီတောင်ရသေးတောင်ပုံနာကျွန်းကြောက်တော်မြောက်ဦးပေါတော်မင်းပြမြေပုံရံပြန်တောင်ကုန်းတန်တွဲကွားမြို့နယ်နဲ့ပလက်ဝါတို့ပါဝင်ပါတယ်ပြီးခဲ့ဇူလိုင်လကုန်ပိုင်းမှာစစ်အုပ်ချုပ်ရေးရက်60ကျင်းညာပြီးတော့ထပ်မံတက်တန်းတူတာပါဒါကြောင့်အေးထိန်ချုပ်ဒေသတွေကိုစစ်တပ်ကလေကြောင်းကနေပို့ပြီးတိုက်ခိုက်နိုင်တယ်လို့အေးပါဝင်တော်လဲအင်အားစုတွေစစ်ပေးဆောင်တွေကိုကူညီနေသူတွေကသတိပေးကြပါတယ်စစ်ကောင်စီကလူထုဘောကန်းကောင်ရက်ဆက်ရုံမှနေလို့အေးထုတ်ပြန်ချက်မှာဖော်ပြတယ်စစ်ကောင်စီရဲ့လေကြောင်းရေကြောင်းလက်နက်ကြီးဒရုန်းတွေတိုက်ခိုက်မှုတွေကိုသတိပြုကြဖို့တိုက်တွန်းတယ် TNL MNDO နဲ့အပြစ်မရက်ခင်မှာလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်လုပ်ခဲ့လို့ရမျိုးကိုစစ်ကောင်စီကရခိုင်ပြည်နယ်မှာကျွလွန်လာနိုင်တယ်လို့တိုင်းရင်းသားရေးဆောင်ရွက်တဲ့စာရေးဆရာဝင်းဟင်အောင်ကလူမှုကွန်ရက်ကနေသတိပေးထားပါတယ်လက်ရှိမှာအိန္ဒိယစစ်ကောင်စီကကြောက်ဖြူနယ်စစ်တွေမြို့နယ်ရခိုင်ပြည်နယ်နဲ့ဆက်ဆက်ဒေသတွေဖြစ်တဲ့အေရဝတီတိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းတွေကမြို့နယ်ကျွန်းမှာတိုက်ပွဲတွေဖြစ်နေပါတယ်ဆက်လက်ပြီးမြန်မာစစ်တပ်နဲ့ကရင်နယ်ကြားဆောင်တပ် KK ဘက်ကိုဆက်လက်ဖောက်ခွဲနေမြန်မာစစ်တပ်နဲ့ကရင်နယ်ကြားဆောင်တပ်ဖွဲ့တွေကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ KK ဘက်ကအဆောက်အဦတွေကိုနိုဝင်ဘာ2ရက်ထိဆက်လက်ဖောက်ခွဲဖျက်ဆီးနေဆဲဖြစ်ကြောင်းဖော်ပြတယ်။ပြီးခဲ့အောက်တိုဘာတတိယပတ်မှာ KK ဘက်ကြားဖြတ်နေရာတွေကိုမြန်မာစစ်တပ်ကဝင်ရောက်စီးနင်းကြောင်းသတင်းထုတ်ပြန်ပြီးနောက်ပိုင်း KK ဘက်ကတရုတ်ထိုင်းပါဝင်နိုင်ငံသားတွေနဲ့မြန်မာနိုင်ငံသားတွေဟာမြောက်ရီဖျားသုံးစုံနဲ့ထိုင်းနိုင်ငံဘက်ခြမ်းတွေကိုထွက်ပြေးတင်ဆောင်ခဲ့ကြတယ်။အဲဒီနောက်ပိုင်း KK ဘက်တွင်ကစာအုပ်တွေကိုဖောက်ခွဲဖျက်ဆီးနေတဲ့အတန်တွေကိုထိုင်းနိုင်ငံဘက်ကန်ကနေကြားနေခဲ့ရပြီးနိုဝင်ဘာ2ရက်ထိ9ရက်မြောက်နေ့ဖြစ်ဇက်တိုက်ဖောက်ခွဲတာတွေကိုပြုလုပ်ခဲ့ရမှာအဆောက်အအုံများပြပျက်စီးခဲ့ရကြောင်းသိရပါတယ်။ KK ဘက်မှာလောက်ကင်နေတဲ့နိုင်ငံပေါင်း28ခုကနိုင်ငံသားတွေကထိုင်းမြန်မာနယ်စပ်ကိုဖျက်ပြီးမဲဆောက်မြို့ဘက်အသေးအတန်ထွက်ပြေးတိမ်းရှောင်နေရကြောင်းနောက်ဆုံးအချိန်နဲ့ဇင်းနေရထိုင်းနိုင်ငံတွေကိုစုစုပေါင်း1598ရာဝင်ရောက်ကိုလိုနေကြောင်းဖော်ပြတယ်။ဆက်လက်ပြီးနိုင်ရကပြာကုန်းကိုစစ်ကူလာစစ်ကောင်စီတပ်သားဖျက်တိုက်ခန်း26ရှင်ဖမ်းပြီးရခိုင်နဲ့မကွေးဆက်အမ်ဘဒန်လမ်းမှာရှိတဲ့နိုင်ရကပြာကုန်းကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်သားတွေဖျက်တိုက်ခဲ့မှုကြောင့်26ရှင်ဖမ်းမိခဲ့ကြောင်း CSU ကသတင်းထုတ်ပြန်တယ်။အဆိုပါတိုက်ပွဲမှာစစ်ကောင်စီတပ်သားများပြားတင်ဆောင်ပြီး26ရှင်ဖမ်းမိကလက်နက်ခဲနဲ့စစ်သုံးဆောင်တွေတင်စီရရှိခဲ့ကြောင်းထုတ်ပြန်ချက်မှာရေးသားတယ်။အဆိုပါတိုက်ပွဲမှာစတင်ဘာကနေအောက်တိုဘာဒီ2လတာတွင် CSU မှာတပ်ဖွဲ့နှုတ်သိမ်းဆုံးခဲ့ရကြောင်းနဲ့တခြားထိခိုက်ဒဏ်ရာရှိသူ9ဦးရှိကြောင်းသိရတယ်။နိုင်ရကပြောင်းကုန်းမှာ2024ခုနှစ်ကစပြီးတပ်မ69နဲ့ဆက်ကစက်ကွန်တပ်တွေအင်အားဖြည့်တပ်ဆွဲထားပြီးစစ်ကောင်စီတပ်သားအင်အား600နီးပါးထိကျန်ရှိနေသေးကြောင်းသတင်းမြစ်ထံကနေသိရတယ်။နိုင်ကံပြာကုန်းကနေစစ်ကောင်စီတပ်သားများနေဖြင့်လက်နက်ချအလင်းဝင်ရောက်လို့သူတွေအချိန်မီလာနိုင်သည်ဟုအာရခတ်တော် AA နဲ့ PDF တပ်တွေကတိုက်တွန်းပြောဆိုထားကြပါတယ်။နောက်ဆင်အားပေးကြတဲ့ဒုပင်ကျေးဇူးတင်ရှိပါရရှင်။